ဒီနေ့ကတော့ကျယ်လေးခောက်ပြမှာပါအခုကျယ်လေးခောက်ပြမယ်နော်ကျယ်လေးကိုခောက်ရင်းမှာတော်တော်လေးကိုလဲရလိမ့်မယ်ကျယ်လေးကရမယ်လို့ထင်ပါတယ်။မျိုးခောက်ရင်တော့ရတယ်လို့ထင်ပါတယ်ရှင်။ခောက်ကြည့်ရအောင်ဒီလိုမျိုးအစွန်းတော့လေးပေါ်နေကကြီးနဲ့ငလေးရိုက်ဒီလိုမျိုးဘေးကိုလို့ရှေ့ကိုရပါကျွန်မဒီမျိုးလို့မျိုးတောင်းလိုက်နောက်ကဒီတောင်းပြန်လိုက်ပြီးတော့ရင်ဒီတောင်းလိုက်ပြီးတော့ရင်ဒီတောင်းလိုက်ပြီးဒီတောင်းလေးကိုလိုက်ပါလိုက်တော့မယ်ဝိကအချိုးလိုက်ပြီးတော့ရင်ဒီမှာပေါ့နော်ဒီဝိကအချိုးကလေးရိုက်အားလို့ထည့်လိုက်ပါထည့်ပြီးတော့ရင်ဒီလက်ကလေးနဲ့ဒီလိုမျိုးလုပ်ကြည့်ပါလုပ်ပြီးတော့ရင်ဆိုတော့ဒီမှာတော့ခြေလေးကြပါပါပြီကျွန်မအခုလုပ်တာခြေနှစ်ခုပါနော်ခြေလေးရပါပါပြီအားလုံးပဲ bye bye ပါ bye bye ပါ bye bye ပါ